logo လေးတစ်ခုဆွဲရုံနဲ့ကို brand အတွက်ကို business တစ်ခုအတွက် brand တစ်ခုတည်ဆောက်ပြီးလို့ထင်နေရလား brand identity တစ်ခုတည်ဆောက်တယ် brand တစ်ခုတည်ဆောက်တယ်ဆိုတာက logo ဆွဲရုံနဲ့တော့မပြည့်စုံပါဘူး logo ဆွဲရဆိုတာကကိုယ့်လုပ်ငန်းအတွက်အမှတ်တစိတ်တစ်ခုကိုစားပြုမှုတစ်ခုသာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ရဲလင်းနိုင်ပါကျွန်တော်ဒီနေ့ပြောပြမေးမယ့်အကြောင်းအရာလေးကတော့ brand identity ဆိုတာဘာလဲဘယ်လိုမျိုးအရေးကြီးလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် brand identity တစ်ခုဆိုတာကိုယ့်စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ branding ကိုစနစ်တကျဖြစ်အောင်ပြုလုပ်ပေးတဲ့အရာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ community data တွေကြားထဲမှာကိုယ့်ရဲ့ပြိုင်ဘက်တွေကြားထဲမှာပေါ်လွင်နေစေဖို့ unique ဖြစ်စေဖို့ကိုယ့်ရဲ့ customer တွေနဲ့ long term ဆက်ဆံဖို့ဆိုရင် brand identity ကလည်းအရေးကြီးတဲ့ကဏ္ဍကနေပါဝင်ပါတယ်။ခိုင်မာတဲ့ brand image တစ်ခုကကိုယ့် brand ကိုကိုယ့်ရဲ့ customer တွေကအလွယ်တကူမှတ်မိစေပြီး customer ရဲ့ trust နဲ့ credibility ကိုခိုင်မာတည်ဆောက်ပေးပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကမ္ဘာကျော် brand တွေမှာဆိုရင် Coca-Cola ဆိုရင်သူ့ရဲ့အနီရောင် logo နဲ့ထူးခြားတဲ့ပုံစံလေးကပျော်ရွှင်မှုလန်းဆန်းမှုကိုကိုစားပြုပြီးတော့ထူးခြားတဲ့ plain ပုံစံလေးတွေကလည်း customer တွေကိုမှတ်မိနေစေပါတယ်။ professional ဖြစ်တဲ့ brand identity တစ်ခုကိုတည်ဆောက်ဖို့ဘာတွေလိုအပ်မလဲအဓိကအချက်၄ချက်ရှိပါတယ်နံပါတ်1 visual element နံပါတ်2 brand tone and voice နံပါတ်3 brand messaging နဲ့နံပါတ်4 target audience တို့ပဲဖြစ်ပါတယ်ဒါဆိုရင်ကိုယ့် brand အတွက်တည်ဆောက်တော့မယ်ဆိုရင်ဘယ်လိုအဆင့်တွေကိုလှုပ်ဆောင်ရမလဲပထမဆုံးကိုယ့် brand ရဲ့ရည်ရွယ်ချက်ဦးတည်ချက် brand foundation ကိုအရင်ရှာပါပြီးသွားပြီဆိုရင်ကိုယ့် brand ရဲ့ community data တွေပြိုင်ဘက်နယ်ပယ်မှာရှိတဲ့လူတွေကိုအရင်လေ့လာပါအဲ့ဒီနောက်မှာတော့ကိုယ့် brand နဲ့လိုက်ဖက်တဲ့ logo design ဆွဲပါ brand မှာအသုံးပြုမဲ့အယောင်တွေ typography တွေ font တွေကိုသေချာလေးရွေးချယ်ပါနောက်ဆုံးအနေနဲ့ brand နဲ့ပတ်သက်တဲ့အရာတွေကိုတတ်တတ်မှတ်ထွဲသုံးစွဲဖို့အတွက် brand guideline ကိုစနစ်တကျဖန်တီးပါကျွန်တော်ဒီနေ့ပြောပြပေးသွားတာတွေကတော့စီးပွားရေးလုပ်ငန်းရှင်တိုင်းမဖြစ်မနေတည်ထားတဲ့ brand identity တစ်ခုရဲ့အနှစ်ချုပ်ပုံစံမျိုးပဲဖြစ်ပါတယ် branding နဲ့ပတ်သက်တဲ့ဥစ္စာတွေကိုသိချင်တယ်ဆိုရင်တော့ comment မှာကြည့်လို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့